ရန်သူထောင်ချောက်ကိုအခွင့်အရေးဖြစ်ပြောင်းလဲပစ်လိုက်တဲ့ဝမ်လင်အခုချိန်မှာတော့လောဘသားကြီးထန်းလန်ဟာဒဏ်ရာတွေကြောင့်သူ့ရဲ့ကြင်ကြံမှုအဆင့်ဟာရင်းရွှေအဆင့်ကနေဝင်တိန်အဆင့်ထိထိုးကျနေတာကြောင့်စိတ်ထဲမှာလုံးဝမလုံးမလဲဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပဲကျိုးရီရဲ့ထက်မြက်ပြင်းထန်တဲ့အရှိန်အဝါကိုခံစားလိုက်ရတော့ထန်းလန်တယောက်တုံ့လောက်သွားပြီးဘသူလဲကျုပ်ကထန်းလန်ပါလို့အော်ဟစ်ပြီးသူ့ရဲ့အထောက်အထားကိုထုတ်ပြောလိုက်ပါတယ်။ဒီအတန်ကြောင့်ဓာတ်သခင်တွေအားလုံးမျက်နှာပြတ်သွားပေမဲ့အကြီးဆုံးခြံလုံးကတော့သူ့ကိုကဲမဲ့သူရောက်လာပြီဆိုပြီးအရန်ဝမ်းသာသွားပါတယ်။တကယ်တော့ဝမ်လင်ရဲ့မျက်လုံးတွေထဲမှာတော့ရွှေရောင်လင်းတွေတစ်ဖြက်ဖြက်တောက်နေပါပြီ။ကျွန်တော်တို့ရဲ့ဝမ်လင်ကဘလောက်တောင်ပါနဲ့တလဲဆိုရင်ထန်းလန်ဒီနေရာမှာအချိန်ဖြုံးနေတာဟာကြီးမားတဲ့အကြံစီတစ်ခုရှိနေမယ်ဆိုတာကိုချက်ချင်းရိပ်မိလိုက်ပါတယ်။ပို့ပြီးတော့စိတ်လှုပ်ရှားဖို့ကောင်းတာကသူရှိကဓာတ်သခင်9ယောက်ဟာတခြားသူတွေအတွက်တော့ထူးချွန်တဲ့ကြင်ကြံသူတွေဖြစ်ပေမဲ့ဝမ်လင်ရဲ့မျက်လုံးထဲမှာတော့သူတို့ဟာလင်ချန်းဟောက်ရဲ့ဓာတ်အရှိန်ဝါ9ခုနဲ့အဖိုးတန်တာ9လက်ပဲဖြစ်ပါတယ်ဒီလိုလက်ဆောင်မုံတွေကိုဝမ်လင်ကလုံးဝလက်လွတ်မခံပါဘူးသူကကျိုးရီကိုအဝေးကနေအရှိန်ဝါနဲ့ထန်းလန်ကိုတားထားဖို့ပြောပြီးသူကိုယ်တိုင်ကတော့ထန်းလန်တို့စီကိုအေးအေးဆေးဆေးရှောက်သွားလိုက်ပါတယ်ခြံလုံးကဝမ်လင်ကိုမြင်တာနဲ့ကဲတင်ရှင်ကြီးလိုမျိုးအာကူတကြီးနဲ့အနာကိုတိုးလာပြီးချင်းနဲ့ဆိုးတွေကိုအတူတူတိုက်ထုတ်ဖို့အကူအညီတောင်းပါတယ်ထန်းလန်ကလည်းသူ့ရဲ့ရုပ်မာတဲ့အကြံကိုဖုံးကွယ်ဖို့အတွက်အားလုံးနဲ့အတူတူမြူတိန်တွေကိုဝင်တိုက်မဲ့ပုံစံမျိုးနဲ့ဟန်ဆောင်ပြီးလိုက်ပါလာပါတယ်ဒါပေမဲ့မြူတိန်ရှိကိုရောက်တဲ့အခါမှာတော့တည်ငြိမ်တဲ့ဝမ်လင်တောင်အသက်ရှူမသွားပါတယ်ဘာလို့လဲဆိုတော့သူ့ရှိမှာမရေမတွက်နိုင်တဲ့ချင်းနဲ့ဆိုးတွေကကောင်းကင်တစ်ခုလုံးဖုံးလွှမ်းနေလို့ပါရှေးဟောင်းနဲ့ဖျားထူစစ်တောင်မှဒီလောက်များတဲ့ချင်းအုပ်ကြီးနဲ့တွေ့ရင်ရှောင်သွားရတာပါဝမ်လင်ရဲ့ချင်းနဲ့ဆိုးကတော့အဲ့ဒီအုပ်စုထဲမှာရောနော်ပြီးသူ့အချင်းချင်းအချက်ပြတန်တွေပေးနေပါတယ်လူတွေအားလုံးမြူတိန်တွေကိုခြေချမိတာနဲ့အခြေအနေကရုတ်တရက်ပြောင်းလဲသွားပါတယ်ထန်းလန်ဟာအိုးလေးတစ်လုံးကိုထုတ်ပြီးယူသွစွာရေမောရင်းသူ့ရဲ့မျက်နှာဖုံးကိုခွာချလိုက်ပါတယ်9နှစ်ပေါင်း100စောင့်ခဲ့တာဒီနေ့အတွက်ပဲမင်းတို့အားလုံးကအတွက်ရပူစော်စရာတွေဖြစ်ရမယ်ထန်းလန်ရဲ့ရေတံနဲ့အတူအရှိန်ဝါကြီးတဲ့စွမ်းအားတွေထွက်ပေါ်လာပြီးဝမ်လင်နဲ့ဓာတ်သခင်တွေကိုလှုပ်မရအောင်ချုံနှောင်လိုက်ပါတယ်အပြင်မှာရှိနေတဲ့ကျိုးရီကချက်ချင်းဝင်ကူပြီးဝမ်လင်ရဲ့အချုပ်နှောင်ကိုဖြည့်ပေးလိုက်ပါတယ်ကျိုးရီကဒီနေရာကတိတ်အနေနဲ့များတယ်မင်းကိုငါအခုချက်ချင်းခေါ်ထုတ်သွားပေးမယ်လို့ပြောပေမဲ့ကျွန်တော်တို့ရဲ့ဝမ်လင်ကတော့လုံးဝမတုံ့လို့တဲ့အပြင်မျက်လုံးထဲမှာစိတ်လှုပ်ရှားမှုတွေတောင်ပေါ်နေပါတယ်သူ့အတွက်တော့ဒါကအနည်းဆုံးမဟုတ်ပါဘူးသူ့အတွက်ကန်ထူးစေမဲ့စွမ်းအားတွေတိမ်ကျုံယူရမယ့်နေရာကြီးဖြစ်နေလို့ပါပဲ